မင်္ဂလာပါTikTok နဲ့ YouTube မှာကျွန်တော်တို့ဒီလူကြီးများစေဖို့အတွက်အထူးအရေးကြီးတဲ့ဒီတော့ချက်တစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ TikTok မှာဆိုတော့ cover photo လို့ခေါ်ပါတော့ YouTube မှာဆိုတော့ကျွန်တော် thumbnail photo ပေါ့အဲ့ဒီ photo ကျွန်တော်တို့ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတာလေးကိုကျွန်တော်ဖုန်းနဲ့ပဲလုပ်ပြသွားမှာပေါ့နော်ဒီ software တွေကတော့ဒီ pixel လည်းရမယ် camera ရမယ် pixel ရမယ်တခြားကို idea ရှင်းရှိတော့သုံးလို့ရတဲ့ software အများကြီးရှိရပါတော့ဒီနေ့ကျွန်တော်လုပ်ပြမှာကျတော့ဒီ pixel ကိုသုံးပြီးတော့လုပ်ပြမှာဖြစ်ပါတယ်အဲကျွန်တော်က pixel software တွေကိုတစ်ချက်ဝင်လိုက်ပါပေါ့နော်ပြီးတော့ကျွန်တော်ကဒီအလေကောင်အပေါင်းလက္ခဏာလေးကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီမှာဒီ edit ကိုကပုံပေါ်မှာစာရေးခြင်းနေဆိုတော့ပုံတစ်ခုကိုရှိထားမှာပေါ့နော်အဲ့ဒီမှာဒီ edit image ရော video ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ကပုံတွေကိုကြိုက်တာရွေးပြီးတော့ထည့်လို့ရမှာနော်ကျွန်တော်ပုံမရွေးဘဲနဲ့ဒီ color နဲ့ color ကိုနောက်ခံထားပြီးတော့လုပ်မှာဖြစ်တယ်ကျွန်တော်ဒီမှာ color background ပေါ့နော် color background တစ်ချက်ပြီးတော့သူ့မှာ default ပေးထားတဲ့ဒီမှာ color တွေလည်းတစ်ခါတည်းရွေးလိုက်လို့ရတယ်အဲ့လိုမျိုးခြင်းဆိုရင်တော့ကျွန်တော်ဒီမှာ color picker နေပြီးတော့ကိုကြိုက်တဲ့ဟာတွေကျွန်တော်တို့ရွေးလို့ရတယ်ပေါ့နော်ပြီးသွားဆိုတော့ကျွန်တော်ကဒီမှာကိုကကျွန်တော်အဖြူပဲသုံးမှဖြစ်တယ်အဖြူလေးကိုတစ်ချက်ထောက်လိုက်ပါတော့အဲ့တော့ကျွန်တော်ဒီနေရာမှာတစ်ချက် site ချင်ရမယ်ပေါ့နော် site ကကျွန်တော်တို့ကအခုသုံးမှာက YouTube အတွက်ဖြစ်လို့တဲ့ YouTube site ကိုဒီမှာခွက်ကနေပြီးတော့ဒီမှာပြန်ပြောင်းလို့ရတယ်ပေါ့နော်16ကိုတကယ်လို့မိတ်ဆွေက TikTok အတွက်သုံးနေတယ်ဆိုရင်တော့ဒီမှာ TikTok site က3 ပေါ့နော်အဲ့ကောင်လေးကိုသုံးပြရမှာသူကဒီမှာ pixel အနေနဲ့ဆိုရင်တော့ဒီမှာပေါ်တယ်ပေါ့နော်ဒါ pixel ပါကျွန်တော်ဒီ pixel လက်မှာဆိုရင်တော့ဒီကောင်ဒီကဏ္ဍကိုရိုက်ထည့်မယ်ဆိုရင်ဒီ site ရမယ်ပေါ့နော်ကျွန်တော်ကအခု YouTube site ဖြစ်တဲ့အတွက်16ကိုရွေးလိုက်မယ်အဲ့တော့ကျွန်တော်ဒီမှာအမှန်ချင်းနှိပ်လိုက်မယ်ပြီးသွားပြီဆိုရင်ဒီပေါ်မှာကျွန်တော်ကဒီကျွန်တော်အခုသုံးပြမှာကြတော့ဒီ Canva Studio ရဲ့အခြေခံအသုံးပြုနေတဲ့အတွက် thumbnail လောက်တာပေါ့နော်အဲ့တော့ Canva နဲ့သက်ဆိုင်တာလေးကိုကျွန်တော်က sticker နေပြီးတော့စာရိုက်ရှာလို့ရတယ်ပေါ့နော် sticker နေပြီးတော့ကျွန်တော်ဒီမှာ Canva ဆိုပြီးတော့ရိုက်လိုက်မယ်ဆိုရင် Canva နဲ့ပတ်သက်တဲ့ဒီမှာ logo တွေကိုတခြားယူလို့ရမယ့်ဟာတွေပေါ်လာမှာပေါ့နော်အဲ့မှာကိုကြိုက်တဲ့ဟာကိုဒီမှာယူသုံးလို့ရတယ်โอเคဒီကောင်ဆိုလဲဒါဆိုလဲသုံးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် Canva logo လေးတစ်ချက်ထည့်လိုက်မယ်ပြီးတော့ဆိုကျွန်တော်ကဒီမှာစာလေးကိုကြိုက်တယ်လို့လေးထပ်ရေးမယ်ပေါ့နော်โอเคပြီးတော့ဆိုကျွန်တော်ကဒီအဖြူပေါ့အဖြူဖြစ်တဲ့စာမပေါ်ဘူးနော်အဲ့တော့အဲ့ဒီအဖြူကိုကျွန်တော် color change ပေးလိုက်မယ်color ကိုကျွန်တော်ကဒီ picker နဲ့ Canva ရဲ့ theme color ရအောင်ဒီကောင်လေးကိုယူသုံးလိုက်မယ်ပေါ့နော်โอเคကျွန်တော်ဒီကောင်လေးတို့ကျွန်တော်က gradient color သုံးနေတယ်ဆိုတော့ဒီမှာ gradient ရှိရပါတော့ gradient ရှိတယ်ဒီ color ကိုဒီမှာကျွန်တော်ပြည့်ယူပြီးတော့သူ့မှာပါတဲ့ဒီအစိမ်းရောင်လေးကိုလည်းသွားသုံးလို့ရတယ်ပါနော်အဲ့ဒါကျွန်တော် Canva ရဲ့ color လေးနဲ့နည်းနည်းလေးဆင်သွားရပါနော်အဲ့ကျွန်တော်ဟိုဘက်ဒီဘက်ချိန်လိုက်မယ်ဆိုရင် Canva ရဲ့ color လေးနဲ့နည်းနည်းလေးဆင်သွားရပါနော်ဒါဆိုရင် Canva ရဲ့ color လေးနဲ့ဆင်သွားပြီသူ့ font change နေဆိုရင်ကျွန်တော်ကဒီမှာ font တစ်ချက်သွားပြီးတော့ဒီမှာကိုကြိုက်တဲ့ font တွေချိန်လို့ရတယ်ပါနော်ဟိုရောဒါဒီညမှာ Canva ထားလိုက်မယ်ပြီးတော့ကျွန်တော်ဒီရောက်မြန်မာစာရေးမယ်ပေါ့နော်မြန်မာစာရေးဖို့တော့ကကျွန်တော်အဆင်ပြေတဲ့ဟာကျွန်တော်ခုနကရေးထားတဲ့ဟာတွေကျွန်တော် paste ချလိုက်မယ်ပေါ့နော်โอเคဒါလည်းကျွန်တော်တို့ဒီwin font နေဖြစ်တဲ့အတွက်စာတွေမမှန်တာပေါ့နော်အဲ့ဒါကိုကျွန်တော်က font ပြောင်းလိုက်မှာပဲစာတွေကမှန်လာမှာပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ font တစ်ခုထပ်ပြီးတော့ထည့်လိုက်ပါမယ်โอเคဒီ font လေးကိုသုံးလိုက်မယ်ဒီမှာ color ချိန်မယ်ပေါ့နော် color ကိုခုနကအတိုင်းပဲကျွန်တော်ဒီမှာ gradient သုံးမယ်ဆိုလည်းရတယ်သူ့မှာပါတယ်ဒီဟာတွေသုံးလို့လည်းရတယ်ပေါ့နော် gradient သုံးမယ်ဆိုတော့ကျွန်တော်ခုနကအတိုင်းပဲဒီမှာဒီကောင်ကိုအပြာလေးထည့်ပေးလိုက်ပါနော်အဲ့ဒါကျွန်တော် Canva ရဲ့ theme color လေးနည်းနည်းလေးဆင်နေပါတော့စလောင်းနည်းနည်းကြီးကြီးလေးကျနေဆိုရင်ကိုကြတဲ့လိုချိန်လို့ရတယ်ဗောနော်ဒီပေါ်မှာကျွန်တော် stroke တွေပါခတ်ချင်တယ်ဆိုရင်ဒီမှာ stroke ကနေပြီးတော့ကိုကြတဲ့ဒီမှာအမဲရောင်ပါညာအကုန်လုံးထားလို့ရတယ်ဗောနော်ခဲရောင်တွေပါထားချင်တယ်ဆိုရင်ကိုကြတဲ့ရောင်ပြောင်းပြီးထားလို့ရတယ်အဲ့တော့ကျွန်တော်ကဒီခဲရောင်လေးကိုတောင်းလိုက်ဗောနော်โอเค stroke ကလည်းကျွန်တော်သိမပေါ်ဖြစ်တော့နည်းနည်းလေးရှော့လိုက်ပါမယ်โอเคကျွန်တော်ကဒီမှာဒီအောက်မှာ sticker တွေပါထပ်ထည့်လို့ရတယ်ဗောနော်ဒါကတော့ shade ထည့် shade မထည့်တော့ကျွန်တော်က sticker ထပ်ထည့်မှာဖြစ်တဲ့အတွက် sticker မှာဒီမှာကိုကြိုက်တဲ့ဟာလေးတွေဒါမှမဟုတ် subscribe လာဗောနော် YouTube နဲ့ပတ်သက်တဲ့ဟာလေးတွေဒီမှာစာရပြီးရှာလို့ရတယ်ကျွန်တော်ဒီပုံလေးကိုတောင်းလိုက်ပါနော်ဒီပုံလေးဒီနားလေးမှာထားလိုက်ပါမယ်โอเคပြီးသွားပြီဆိုရင်တော့ကျွန်တော်ကဒီ
ဒီမှာဒီအမှန်ကြီးကိုနှိပ်လိုက်ရင်တော့သူက project save ဖြစ်သွားမှာပေါ့နော်ကျွန်တော်ထပ်ပြင်နေတယ်ပါဆိုရင်တော့ဒီ download ကို save ထားလို့ရတယ် download ကနေနှိပ်လိုက်မယ်ဆိုရင်ဒါဆိုရင်ကိုယ့်ရဲ့ gallery တွေကိုရောက်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီ YouTube မှာဖြစ်ဖြစ်ကိုဗီဒီယိုမှာ share နေ thumbnail နဲ့သုံးလို့ရတယ်ပေါ့နော်အားလုံးပဲအဆင်ပြေကြပါစေနော်